ရေဇလန်ကအတိတ်ဘဝဒုတိယအခွင့်အရေးနဲ့ကဘာပြက်ကာလရဲ့ကြမ်းတမ်းတဲ့အခြေအနေတွေအကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဗီဒီယိုအစမှာလင်ချူဟာအတိတ်ဘဝမှာတည်ဆုံးခဲ့ရပုံကိုပြသထားတယ်။သူရဲ့အချစ်ဆုံးတငယ်ချင်းဂျိုနဲ့သူချစ်ထည့်ရတဲ့မင်းကလေးဟူဖေးတို့ရဲ့သစ္စာဖောက်ခြင်းကိုခံရပြီးโอเคအလွန်အမြင့်အေးခဲတဲ့ရာသီဥတုထဲမှာအေးခဲတည်ဆုံးသွားခဲ့ရပါတယ်။ထို့နောက်ကဘာပြက်မဲ့နေ့မရောက်ခင်3ရက်အလိုမှာလင်ချူပြန်လည်မွေးဖွားလာတယ်။ဖဖင့်ထားခဲ့တဲ့ရှေးအောင်အိုကြီးကော်နျူကိုပီယာဟာပစ္စည်းတွေကိုပုံတူကူးနိုင်တဲ့ဒန်တရားလအစွမ်းရှိတယ်ဆိုတာကိုသူတွေ့ရှိခဲ့ပါတယ်။ကဲဒါနဲ့သူကဖဖင့်နဲ့နစ်နာချင်းငွေနဲ့ရွှေတုံးတုံးဝယ်ပြီးပုံတူကူးကလာမဲ့ဘေးအနီရန်အတွက်ကြိုတင်ပြင်ဆင်ဖို့ကြီးမားတဲ့ကြွယ်ဝမှုကိုရရှိခဲ့တာကိုပထမဆုံးလက်စားကြည့်မှုအနေနဲ့လင်းချူဟာဂျိုဖေးနဲ့တငယ်ချင်းတွေကိုဈေးကြီးနဲ့စားတော့ဆိုင်တို့ဖိတ်ခေါ်ပြီးသူကကြာတင်ခွေပေးမယ်လို့ထင်စေခဲ့ပါတယ်။ထို့နောက်ကြာတင်ခွေအားလုံးကိုဂျိုရဲ့ခေါင်းပေါ်ပုံချော့ချဖြစ်ပထမဆုံးလက်စားချေခဲ့တယ်။သူဟာရွှေရီရောင်းချပြီးတန်း40ရရှိခဲ့ကစူပါမားကတ်တစ်ခုစာရှိတဲ့အစားစောင်းဝတ်အဝတ်အစားဆေးဝါးနဲ့လက်နက်တွေကိုဝယ်ယူခဲ့ပါတယ်။အရေးအကြီးဆုံးကတော့ခစ်မော်ကာကွယ်ရေးစနစ်နဲ့အပူပေးစနစ်တွေပါတဲ့အားဖြည့်ခန်းတဲ့တစ်ခု Doomsday Fortress ကိုလျှို့ဝှက်ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလုပ်နေရင်နဲ့သူ့ရဲ့ကျင်နာတတ်တဲ့အိမ်နီးချင်းဒေါက်တာဆူယန်ကိုတွေ့ဆုံခဲ့ပြီးလာမဲ့ဘေးအန်ဒီယေကိုတတိပေးကပစ္စည်းနဲ့အနွေးတွေပေးခဲ့ပါတယ်။ကဲအေးလွန်ခဲ့တဲ့ရာသီဥတုစတင်လာတဲ့အခါလင်းချူရဲ့အရန်တငယ်ချင်းများဟာချက်ချင်းအကူအညီတောင်းခံလို့ရောက်လာကြပါပြီ။ဂျိုဖေးနဲ့သူတို့အဖွဲ့ဟာပထမတော့ချော့မော့ပြီးထို့နောက်ဂျိုရဲ့မိခင်နဲ့ရက်ကွက်မန်နေဂျာသသူအန်တီဝမ်အကူအညီနဲ့အတင်းအကျပ်မရောက်ဖို့ကြိုးပမ်းကြပါတယ်။လင်းချူကတော့အတွင်းကနေပြီးသူတို့ကိုလှောင်ပြောင်ကတက်တန်းလွန်အတင်းစားခောက်ဆွဲနှစ်ထုပ်ပဲပေးခဲ့ပါတယ်။ပြီးတော့ရေပိုက်နဲ့ပက်ပြီးမောင်းထုတ်ခဲ့ပါတယ်။ဒီအချိန်မှာလင်းချူဟာစူးရန်နဲ့သူမရဲ့ညီမနာမည်ကင်းမင်းသမီးစူယူတို့ဟာမြေအောက်ဆေးမှာအစားအထွက်လေးလောက်တင်ရောင်းချခံနေရတာကိုသိရှိခဲ့ပါတယ်။သူကဝင်ရောက်ဆွတ်ဖဲကသူ့ရဲ့ကြွယ်ဝမှုနဲ့အားလုံးကိုဈေးပြိုင်ဆွဲပြီးညီမတွေကိုကဲတင်ကခန့်တဲ့အင်စီခေါ်ဆောင်ခဲ့ပါတယ်။လင်းချူဟာသူ့နဲ့ကိုညူကိုပီယာအစွမ်းကိုအသုံးပြုပြီးတစ္ဆာရှိတဲ့မိတ်ဆွေဝမ်အေကိုလူတစ်ထောင်ခိုးလုံနိုင်မဲ့မြေအောက်ခိုးလုံရာစခန်းကြီးဖြစ်တဲ့အင်ဘာဘေ့စ်ကိုတိဆောက်ဖို့လူအပ်တဲ့ပစ္စည်းတွေအားလုံးထောက်ပံ့ခဲ့တယ်။တတိယအေးလိုင်းချင်းကလာချိန်မှာဒုတိယသစ္စာဖောက်တို့စတင်ခဲ့ပါတယ်။ဖေးကလင်းချူကိုမြုပ်ဆွဲကသူ့ကိုအတွင်းကိုဝင်ခွင့်ပြုပြီးဂျိုကိုညင်းပါခဲ့ရင်သူ့ရဲ့ချစ်သူဖြစ်ပေးမယ်လို့ကမ်းလှမ်းခဲ့တယ်။လင်းချူကသူ့ရဲ့ရွှေနောက်လိုက်တဲ့အခွင့်အရေးကမှစိတ်ဓာတ်ကိုထောက်ပြကညင်းပယ်ခဲ့တယ်။နောက်ဆုံးတိုက်ခိုက်မှုအနေနဲ့အန်တီဝမ်ကအေးလိုင်းပြီးဆုံးပြီလို့လိန်လဲကလင်းချူရဲ့ပစ္စည်းတွေကိုခိုးဖို့ရက်ွက်သားရီကိုစီးယုံခဲ့တယ်။လင်းချူကသူမနဲ့ဂျိုးရဲ့အကြံစီကိုအိမ်နီးချင်းအားဟွန်းကိုထုတ်ပြသားခဲ့တယ်။ထို့နောက်ဂျိုးနဲ့သူ့လူတွေကနောက်ဆုံးအကြိမ်အတင်းထမဝင်ရောက်ဖို့ကြိုးစားပြီးမြဲလင်းချူရဲ့အင်ကာကွယ်ရေးစနစ်ကအလွန်အားကောင်းနေပါတယ်။လင်းချူဟာဂျိုးကိုအဖင်းပဲအေးခဲနေတဲ့အေးတဲ့သို့ဆွဲထုတ်ပစ်ချခဲ့တယ်။ Amber Base Interview ခန်းထဲမှာလင်းချူဟာကြီးမားတဲ့ Amber Base ရဲ့ပိုင်ရှင်ဥက္ကဋ္ဌလင်းဖစ်ကြောင့်ထုတ်ဖော်လိုက်ပါတယ်။ဂျိုဖေးနဲ့အန်တီဝမ်တို့ဟာသူတောင်းစားတွေဖြစ်နေကြပြီးဝင်ခွင့်ရဖို့အင်တာဗျူးလာဖြေကြပါတယ်။လင်းချူဟာသူတို့ရဲ့ရုံမာတဲ့အတိတ်လူရက်တွေကိုကိုယ်တိုင်ထုတ်ဖော်ပြတာကစခန်းဝင်ခွင့်ကိုပိတ်ပင်ပြီးအပြင်ဘက်မှာအေးခဲတေဆုံးစေဖို့စိတ်လွတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိမ်နီးချင်းဟောင်းတွေဟာအန်တီဝမ်ကိုလည်းလက်စားချေတဲ့အနေနဲ့အပြန်သို့ဆွဲထုတ်ပစ်ချခဲ့ကြပါတယ်။ Okay ဇက်သိန်းပိုင်းအနေနဲ့လင်းချူဟာညီအကိုတွေနဲ့အတူစခန်းပြီးစီးခြင်းကိုကျင်းပနေစဉ်ရုတ်တရက်နိုးလာ၏ကဘာပလက်ချင်းသစ္စာဖောက်ခြင်းပြန်လည်မွေးဖွားခြင်းနဲ့လက်စားချေခြင်းတွေအားလုံးအိမ်မက်တာဖြစ်ကြောင်းသိရှိခဲ့ပါတယ်။အေးခဲမှုရဲ့ခံစားချက်ကအလွန်အမီးထင်ရှားနေတာမို့သူဟာသူ့ရဲ့ဒုတိယအခွင့်အရေးကိုတန်ဖိုးထားပြီးပုံမကောင်းမွန်စွာနေထိုင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။